အားလုံးမင်္ဂလာပါကာကြီးတဲ့ channel ရဲ့ podcast season နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့အရကောက်ပါရှေ့က podcast တွေမှာကျွန်တော်တို့ Model Combat Game လောကပြီးလိုက်တဲ့အကြောင်းအခြေတဝိဆွေးနွေးခဲ့ကြပြီးဆိုတော့ဒီနေ့မှာထိုက်လက်စရာ horror ဇာတ်ကောင်တွေကိုစိတ်ဝင်စားတဲ့ပရိသတ်တို့ရုပ်ရှင်သမိုင်းတစ်လျှောက်အကြောက်ရဆုံးနဲ့အကြော်ကြားဆုံးပြီးလိုက်တဲ့အကြောင်းပြောင်းပြီးသူစောကြည့်ကြပါပဲဒီမြောင်းထဲကနေဘူပေါင်းအနေကိုကင်ပြီးကလေးတွေကိုမြှောက်ခေါ်တတ်တဲ့ Pennywise the Dancing Clown ပါပဲ Pennywise ကိုဘယ်သူဖန်တီးခဲ့တာလဲမူလပိုင်ရှင်ကဘယ်သူလဲPennywise လို့ပြောလိုက်ရင်လူတော်တော်များရုပ်ရှင်ပဲပြေးမြင်ကြမယ်တကယ်တော့မူလအစအဆောက်ထဲရပါသူ့ကိုကဘာကျော်ဟော်ရာဝတ္ထုရေးစရာကြီး Stephen King ကဖန်တီးခဲ့တာဖြစ်ပြီး1980ခုနှစ်မှာထွက်ရှိခဲ့တဲ့ ID ဆိုတဲ့ဝတ္ထုစာအုပ်ကြီးထဲမှာစတင်မိတ်ဆက်ပေးခဲ့ကြတာဖြစ်ပါတယ်ဒါကြောင့် Pennywise ဆိုတဲ့ character Stephen King ရဲ့တရားဝင်မူပိုင် character ဖြစ်ပါတယ်စာမျက်နှာ1100ကျော်ရှိတဲ့အဲ့ဒီ ID စာအုပ်ကြီးဟာ Stephen King ရဲ့ masterpiece လို့တောင်တင်စားခံရပြီးအဲ့ဒီစာအုပ်ထဲမှာကြောက်စရာအကောင်းဆုံးပြီးလိမ့်ကိုမှရုပ်ရှင်အဖြစ်အကြိမ်ကြိမ်ပြန်လည်အသက်သွင်းခဲ့ကြတာဖြစ်ပါတယ်Pennywise ဆိုတာတကယ်တော့လူရှင်တော်မဟုတ်ပါဘူး Pennywise ရဲ့ရက်စဝင်ကအရန်ကိုနှက်နေပါတယ်ကျွန်တော်တို့မြင်နေရလူရှင်တော်ကြီးဆိုတာသူ့ရဲ့အပြင်ပန်းတရံတက်ပါပဲတကယ်တမ်းသူ့ရဲ့မူလအစစ်မှန်ဟာကျွန်တော်တို့စัจ java လာကြီးကိုမဖြစ်တည်ကြတဲ့ရှိနေခဲ့တဲ့ macrobot လို့ခေါ်တဲ့အတိုင်းအတာမရှိတဲ့စัจ java လာပြင်ပလောကကြီးကနေဆင်းသက်လာတဲ့စัจ java လာဆိုင်ရာတက်စီကြီးတစ်ခုဖြစ်ပါတယ်သူ့ကိုဝတ္ထုထက်မှာ ID လို့ပဲခေါ်ပါတယ်သူဟာလွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာကဘာပေါ်မှာလူသားတွေမပေါ်ပေါက်ခင်အချိန်ကတည်းကအောက်ကပြန်ကြီးတစ်ခုကနေအခုအမေရိကန်နိုင်ငံမိန်းပြည်နယ်တယ်ရီမြို့တရှိရနေရအောင်ကြောက်ရောက်လာခဲ့တာပါသူ့ရဲ့တာဝန်နဲ့ရည်ရွယ်ချက်Pennywiseရဲ့အဓိကရည်ရွယ်ချက်ကရိုးရှင်းပါတယ်သူဟာစားလောင်တယ်စားတောက်တယ်အိပ်ဆက်တယ်သူ့ရဲ့စားစာကတော့တာမန်အသားတွေမဟုတ်ပါဘူးလူသားတွေရဲ့ကြောက်တရားနဲ့အသားကိုရောနှောပြီးစားသုံးနေတယ်ကိုနှစ်သက်ပါတယ်သူတစ်ပြည့်ကလေးငယ်ကိုပြစ်မှတ်ထားပါတယ်ဘာကြောင့်လဲဆိုတော့ကလေးတွေရဲ့ကြောက်တရားဖြူစင်တယ်လောလောကူကူခြောက်လန့်လို့ရတယ်လို့သူယုံကြည်လို့ပါကလေးတွေကိုမစားခင်အရင်ဆုံးကြောက်လန့်အောင်အမျိုးမျိုးခြောက်လန့်ပါတယ်အကြောင်းတရားတွေကြောင့်ထွက်လာတဲ့ဟော်မုန်းတွေကအသားကိုပုတ်ပေးရတာရှိတယ်လို့သူကဆိုပါတယ်28နှစ်တန်တဲ့သူဟာအများနဲ့နှိုးချနေတာမဟုတ်ပါဘူးအစားအစာကိုဝအောင်စားတော့ပြီးတာနဲ့မြောင်းလိုင်ကူထဲမှာ28နှစ်တိတိအိပ်ဆက်ပါတယ်28နှစ်ပြည့်လို့ပြန်နိုးလာတဲ့အချိန်တိုင်းတယ်ရီမြို့မှာအကြီးကျယ်တိုးတက်တည်ယူမှုတွေပျောက်ဆုံးမှုတွေနဲ့ကပ်ပေးဆိုင်လက်ရှိပါတယ်ဘာကြောင့်လူရှင်တော်ပုံစံကိုရွေးချယ်ခဲ့တာလဲဒီတတဝါကြီးကတိကျတဲ့ရုပ်သွင်းဆိုတာမရှိပါဘူးဒါပေမဲ့သူကကဘာပေါ်မှာရောက်လာတဲ့အခါသူ့ရဲ့အကြိုက်ဆုံးနဲ့အတော့အများဆုံးပုံစံတစ်ခုကိုဖန်တီးခဲ့တာပါအဲ့ဒါကတော့ Pennywise the Dancing Clown ဒါမှမဟုတ်ရင် Post Grace ဆိုတဲ့လူရှင်တော်ကြီးပုံစံပါပဲဘာကြောင့်လူရှင်တော်လဲအဖေအရှင်းပါတယ်သူ့ရဲ့အသေးကအစားအစာကလေးငယ်တွေလေကလေးတွေအကြိုက်ဆုံးနဲ့အလွယ်ကူဆုံးဆွဲဆောင်လို့ရဆုံးတဲ့လူရှင်တော်ဖြစ်နေလို့ပါပဲရောင်ဆောင်ပူပေါင်းလေးတွေပြုံးရွှင်နေတဲ့မျက်နှာနဲ့ကလေးတွေကိုယုံကြည်မှုရအောင်အရင်မြားခေါ်ပါတယ်ကလေးကသူ့နာကိုရောက်လာပြီးယုံကြည်သွားပြီးဆိုမှရုပ်တရက်အစွဲတွေထောက်ပြပြီးကြောက်မက်ဖွယ်တတဝါကြီးဖြစ်ပြောင်းလဲသွားတာပါဒါဟာအမေလိုက်ရဲ့နေရာမှာသုံးဝင်တဲ့ငါးစာတစ်ခုဖြစ်နေလို့ပါပဲကြောက်ခမန်းလေးလေးပါဝါများနဲ့ရုပ်ပြောင်းရောက်လွှာလုံနိုင်စွမ်းPennywiseရဲ့ပါဝါတွေကရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါထိခိုက်စေနိုင်တဲ့အထိအစွမ်းထက်ပါတယ်ရုပ်ပြောင်းရောက်လွှာစွမ်းရည်ဒါဟာသူ့ရဲ့အကြောက်အဆုံးစွမ်းရည်ပါသူဟာလူတစ်ယောက်ရဲ့အကြောက်ဆုံးအရာဘာလဲဆိုတာသိစိတ်တဲ့အထိဝင်ဖတ်နိုင်ပါတယ်ဥပမာကလေးတယောက်ပိကူကြောက်ရင်ပိကူအကြီးကြီးပြောင်းသွားမယ်ယောဂတဲ့ကိုကြောက်ရင်ယောဂတဲ့အဖြစ်ပြောင်းသွားမယ်ကိုချစ်ရသူတွေဒေဆုံးသွားတဲ့ပုံစံတွေအဖြစ်ပါစိတ်ကြိုက်ပြောင်းလဲခြောက်လိုက်နိုင်ပါတယ်ထင်အောင်ထင်မှားဖန်တီးခြင်းသူဟာပတ်ဝန်းကျင်ကိုလို့တလို့ဖန်တီးနိုင်ပါတယ်ဘူပေါင်းတွေကိုလေးဆံပြီးပြန်တန်းခိုင်းတာရေချိုးခန်းတဲ့ကသွေးတွေပြည့်ရှံသွားအောင်ဖန်တီးတာတွေလုပ်နိုင်ပါတယ်အစိုးဆုံးကအဲ့ဒီသွေးတွေထိတ်လန့်စရာတွေကကလေးတွေမြင်ရပြီးလူကြီးတွေလုံးဝမမြင်ရပါဘူးစိတ်ကိုလွှမ်းမိုးထိန်ချုပ်ခြင်းတတိမျိုးကလူကြီးတွေကကလေးတွေဒီလောက်ပျောက်ဆုံးနေတာတေဆုံးနေတာတော့ဘာမှဖြစ်တယ်လို့နေနိုင်တာPennywiseရဲ့လက်ချက်ပါသူဟာတမျိုးလုံးကလူကြီးတွေစိတ်ကိုအောက်ဆိုင်ထားပြီးသူ့ရဲ့လောက်ရက်ကိုမမြင်အောင်ဂီးမဆိုင်အောင်နောက်ွယ်ဖုံးဝဲထားနိုင်ပါတယ်အစစ်အမှန်ရုပ်သွင်းတင်မင်းတမန်အလင်းတန်းများPennywiseလို့ခေါ်တဲ့လူရှင်တော်ကြီးဟာသူ့ရဲ့အရေးတစ်ခုသာဖြစ်ပါတယ်သူဟာတကယ်တမ်းအစစ်မှန်ရုပ်သွင်းဟာလူသားတွေမျက်စိနဲ့မြင်နိုင်စွာနားလည်နိုင်စွာမရှိပါဘူးဥထုတဲ့ကသူ့ရဲ့အစစ်မှန်ပုံစံ The Dead Light တင်မင်းတမန်အလင်းတန်းများလို့ခေါ်ပါတယ်အဲ့ဒါဟာအဆက်မပြတ်လဲပတ်နေတဲ့လိမ်မော်ရောင်အလင်းတန်းလှိုင်းလုံးကြီးတွေဖြစ်ပါတယ်အကယ်၍လူတစ်ယောက်ဟာအဲ့ဒီ Dead Light ကိုတက်တက်ကြည့်မိတယ်ဆိုရင်ချက်ချင်းစိတ်လွတ်ပြီးယူသွတ်သွားတာဒါမှမဟုတ်အဲ့နေရာမှာတင်ဝိညာဉ်လွတ်ပြီးတည်ဆုံးသွားနိုင်ပါတယ်ရုပ်ရှင်ထဲမှာဆိုရင် Pennywise ကသူ့ရဲ့ပါဇက်ကြီးကိုဟလိုက်တဲ့အချိန်အထက်မှာလင်းလက်နေတဲ့အလင်းတန်းဟာတင်မင်းတမန်အလင်းတန်းပါပဲ1990ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Pennywise နဲ့2019ခုနှစ်မှာထွက်ရှိခဲ့တဲ့ Pennywise တို့ရဲ့ကွာခြားချက်ကဘာတွေလဲဘသူကပိုကြောက်စရာကောင်းလဲသူတို့ရဲ့တယောက်ဆောင်ကွာခြားချက်တွေဘာတွေလဲဆိုတာအသေးစိတ်နှိုင်းရှင်သိဆက်ပေးတော့ပါမယ်1990ခုနှစ်မှာ ID ကိုရုပ်မြင်သံကြားဇလန်းသွားအနေနဲ့ပထမဆုံးအသက်သွင်းခဲ့ကြပါတယ်အဲ့ဒီ Pennywise နေရာမှာတယောက်ဆောင်ခဲ့တဲ့ကနဝေမင်းသားကြီး Tim Curry ပါတင်ကာရီရဲ့Pennywiseဟာကြည့်လိုက်ရတဲ့ရိုးရိုးသားမှန်စက်ကက်လူရှင်တော်တယောက်အနေနဲ့လောကတူပါတယ်စပင်အနေရောင်ဖဖောင်းကြီးနဲ့နှာခေါင်းနီရုံစုံဝတ်စုံပေါ့ကြီးနဲ့ဘာအနေရမှမပေးနိုင်တဲ့ရုပ်သွင်းမျိုးပါတင်ကာရီရဲ့အားသာချက်ကအဲ့ဒီဖြူစင်တဲ့ရုပ်သွင်းကိုတုံးပြီးဟာတာနှော့တဲ့6လမ်းမှုတွေကိုပါအသုံးပြုသွားတာပါသူဟာကလေးတွေကိုတကယ်လူရှင်တော်တယောက်လိုဟာတာတွေပြောကပြပြီးယုံကြည်အောင်အရင်လုပ်ပါတယ်ကလေးတွေကတကယ်ရင်မောပြီးယုံတော်ပြီးဆိုတဲ့အချိန်ကျမှရုပ်တရက်အတန်ကြီးတွေပြောင်းသွားပြီးသွားချုံကြီးတွေနဲ့ကြိုက်ဖက်တတ်တဲ့ဘီလန်ကြီးအဖြစ်ပြောင်းလဲသွားတာပါလိုရဲစရာကောင်းနေရင်ကနေရုပ်တရက်6ချစရာကောင်းတဲ့တယောက်ဆောင်မှုတွေကြောင့်
90ပြည့်နှစ်ကလေးတွေကအခုထိလူကြီးတွေကတော်တော်များများလူရှင်တော်ကိုကြောက်တော့တဲ့ယောဂရတဲ့အထိလွှမ်းမိုးမှုကြီးမားခဲ့ပါတယ်နောက်ထပ်29နှစ်အကြာ2019ခုနှစ်နဲ့2019ခုနှစ်မှာထွက်ရှိခဲ့တဲ့ ID Chapter 1နဲ့ Chapter 2ရုပ်ရှင်မှာတော့စူတင်မင်းသား Base Scar Cap ကပန်နီဝါအဖြစ်တယောက်ဆောင်ခဲ့ပါတယ်သူကတော့မူဟောင်းနဲ့လုံးဝကွဲပြားသွားတဲ့ပုံစံအသစ်တစ်ခုကိုဖန်တီးခဲ့ပါတယ်ပေရဲ့ပန်နီဝါဟာခေတ်သစ်စက္ကလူရှင်တော်နဲ့မတူပဲ16ရာစုပီတိုရီယာခေတ်ကရှေးဟောင်းလူရှင်တော်ဝတ်စုံကိုဝတ်ဆင်ထားပါတယ်မျက်နှာမှာအနေရောင်မြင်းချောင်းတွေဟာနှခမ်းကနေမျက်လုံးအထိဖြတ်ဆွဲထားပြီးမြင်လိုက်တာနဲ့တင်ဒါဟာတာမန်လူရှင်တော်မဟုတ်ဘူးတခုမှားယွင်းနေတယ်ဆိုတာကိုချက်ချင်းသိတာစေပါတယ်ဘေးကသူ့ရဲ့ပန်နီဝိုက်ကိုလူရှင်တော်တယောက်လိုမဟုတ်ပဲတရိတ်ဆန်တကောင်တာရဲတကောင်ပုံစံမျိုးတယောက်ဆောင်သွားတာပါသူ့ရဲ့မျက်လုံးတစ်ဖက်ကတစ်ဖက်နဲ့တစ်ဖက်မတူညီပဲရွေလျားသွားနေတာတရေတွေကျနေတာပြီးတော့ကလေးတွေကိုအတန်ဆူဆူလေးနဲ့ရေမောတက်တာတွေအရန်ကိုကြက်တိထားစရာကောင်းပါတယ်တင်ကာရီလိုဟာတာတွေတိတ်မလို့တော့ပဲဓာတ်ရိုက်ကို6လန်းတက်တဲ့ငငန်းတက်ဆာလောင်တဲ့ဘလူးတကောင်ကြီးပုံစံမျိုးပိုပေါက်ပါတယ်ဘဒူကပိုကြောက်စရာကောင်းလဲဒီနှစ်ခုကိုနှိုင်းရှင်းရမယ်ဆိုရင်တော့သင်္ကာရီရဲ့ပန်နီဝါယာလူရောင်ဆောင်ထားတဲ့ဘလူးပါလူတွေရဲ့စိတ်နဲ့စိတ်ဓာတ်ဟာတာတွေကိုနားလဲပြီးလူသားတွေကြားထဲမှာတာမန်လိုရောနှောနေရင်နောက်ကွယ်ကနေခြောက်လှန့်တာပါဘေးရဲ့ပန်နီဝါကလူရှင်တော်ဝတ်စုံကိုအတင်းဝတ်ထားတဲ့ဂျိုသားဘလူးကြီးပါသူ့ရဲ့လှုပ်ရှားမှုအပြောဆိုတွေကလူသားနဲ့လုံးဝမတူညီပဲတားကောင်ကိုချောင်းမြောင်းနေတဲ့တားရဲ့တရိတ်ဆန်တကောင်ရဲ့အငွေ့တက်ကိုပေးစွမ်းပါတယ်ဘဒူကပိုကောင်းတယ်လဲဆိုတော့ပရိသတ်တွေရဲ့အကြိုက်ပေါ်ပဲမှုတည်ပါတယ်အရင်ခေတ်ကဟာသားလေးတွေရောပြီး6တာကိုကြိုက်တဲ့သူကတင်ကာရီရဲ့ကန်နဝင်ဖြစ်နေတာဖြစ်ပြီးတကယ်ကိုအသေးထိတ်စရာတားရေးကြီးတစ်ကောင်လို6လတာကိုကြိုက်ရင်တော့ဘေးရဲ့တယောက်ဆောင်မှုကအကောင်းဆုံးဖြစ်နေမှာပါကဲဒါကတော့ခက်နှက်ရဲ့ခြားနာလှတဲ့ပန်နဝါကြီးနှစ်ကောင်ရဲ့တယောက်ဆောင်မှုကိုနှိုင်းယှဉ်တင်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်ရှေ့ကအပိုင်းတွေမှာစက်ကြော်လာကြီးပြင်ပတတဝါကြီးပန်နီဝါရဲ့အကြောင်းအဆုံးပါဝါတွေလူရှင်တော်တွေဖြစ်လာတဲ့အကြောင်းရင်းတွေနဲ့မင်းသားနှစ်လက်ရဲ့သက်ဆောင်မှုတွေကိုအကျယ်တဝဲဆွေးနွေးခဲ့ကြပြီးပါပြီဒီနေ့နောက်ဆုံးပိုင်းမှာနှစ်ဖျားတစ်ပါးလောဆွမ်းထက်တဲ့ဒီဘလူးကြီးကိုတာမန်ကလေးတစုကဘလို့အနိုင်ယူကြတာလဲသူ့ရဲ့နောက်ဆုံးကကြမ္မာနဲ့ဂိမ်းရုပ်ရှင်လောကမှာသူခြံရက်ခဲ့တဲ့ကြီးမားလာတဲ့အမွေနဲ့အကြောင်းနေကုံချုပ်အနေနဲ့သိဆက်ပေးတော့မှာဖြစ်ပါတယ်တလူစာကလပ်ရှုံးနိုင်သူများကလပ်နဲ့အကြောင်းတရားအနိုင်ယူခြင်းပန်နီဝါလိုစက်ကြော်လာဆိုင်ရာတတဝါကြီးကိုတာမန်လက်နက်တွေတနက်တွေနဲ့တက်လို့မရပါဘူးဒါပေမဲ့သူ့ရဲ့အားနိုင်ချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့သူ့ရဲ့စွမ်းအားဟာလူတွေရဲ့အကြောက်တရားပေါ်မှာပဲမိခိုးနေတာပါပဲလူတွေကသူ့ကိုကြောက်နေလေပို့ပြီးအစွမ်းထက်လေဖြစ်ပြီးလူတွေကသူ့ကိုမကြောက်တော့ဘူးဆိုရင်သူဟာတာမန်အားနေတဲ့တတဝါတကောင်အဖြစ်ရောက်သွားတာပါဒီအားနဲ့ချက်တွေကိုတိသွားတဲ့တယ်ဒီမျိုးကအပယ်ခံကလေး9ယောက်စူပေါင်းဖွဲ့စည်းထားတဲ့တလူစာကလပ်ပါဒီကလေးတွေဟာတယောက်တည်းဆိုရင်အလွယ်တကူ6လန်းခံရပေမဲ့9ယောက်လုံးစီလုံးသွားတဲ့အခါမှာတော့သူတို့ရဲ့ယုံကြည်မှုနဲ့တသိဟာပန်နီဝါရဲ့မော်စွမ်းအင်တွေကိုပြန်လည်တွန်းလှန်နိုင်ခဲ့ပါတယ်အဆုံးသက်ကကြမှာပန်နီဝါဟာ29နှစ်ကြာပြီးနောက်ပြန်နိုးလာတဲ့အချိန်မှာတော့တလူစာကလပ်ကကလေးတွေဟာလူကြီးတွေဖြစ်နေကြပါပဲဒါပေမဲ့ငယ်ဘဝကတိအတိုင်းသူတို့ကတယ်ရီမျိုးပြန်လာပြီးပန်နီဝိုက်ကိုအပိတိုင်ရှင်းလင်းဖို့စ조사ကြပါတယ်ဒီတစ်ခါမှာတော့ပန်နီဝိုက်ဟာသူ့ရဲ့ကဘာမြေပေါ်ကအစစ်မှန်ရုပ်သွင်းဖြစ်တဲ့ကြီးမားတဲ့ပစ်ကူမဲ Green Spider ပုံစံနဲ့တိုက်ခိုက်ပါတယ်ဒါပေမဲ့လူကြီးဖြစ်နေပြီဖြစ်တဲ့လူစာကလပ်အဖွဲ့ဝင်တွေကသူတို့လုံးဝမကြောက်တော့ပါဘူးမင်းကဒါမှန်လူရှင်တော်လေးပဲမင်းကဘာမဟုတ်ဘူးလို့စိတ်သက်ပိုင်းဆိုင်ရာရဖေးအားပေးပြီးနောက်ဝတ္ထုရောရုပ်ရှင်ထဲမှာပါသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာနှလုံးသားကိုပါဆွဲထုတ်ဖြစ်စီပြစ်နိုင်ခဲ့ပါတယ်အကြောက်တရားကိုစားသုံးတဲ့တတဝါကြီးဟာနောက်ဆုံးမှာတော့သူကိုယ်တိုင်အကြောက်တရားကိုခံစားသွားရပြီးအပိတိုင်သေဆုံးသွားခဲ့ပါတယ်။သူသေဆုံးသွားတာနဲ့သူတရီမျိုးကြီးကိုလွှမ်းမိုးထားတဲ့ကျင်းစာတွေမှောင်မိုက်တဲ့အရေးမဲကြီးတွေလုံးဝပျောက်ကွယ်သွားပါတော့တယ်။ပေါ့တင်ချင်းမှုမှာခြံရခဲ့တော်မွေနဲ့1986ခုနှစ်မှာဝတ္ထုထဲကနေစတင်ခဲ့တဲ့ပန်နီဝါယာအခုဆိုရင်ဟော်ရာရင်ချင်းမှုရဲ့အထွတ်အထိပ်တင်ခဲ့တာတစ်ခုဖြစ်နေပါပြီ။အနေရောင်ပူပေါင်းလေးတွေစက်ကူလှေလေးတွေအဝါရောင်မိုးကအင်ကြီးပြီးတော့ရေမြောင်းထဲမှာချောင်းကျနေတဲ့မျက်လုံးတွေဒါတွေဟာမြင်လိုက်ရတဲ့ပန်နီဝါကိုပြင်းပြင်းမိစေတဲ့အရာတွေဖြစ်နေပါပြီ။သူရဲ့လွန်မှုကြောင့်ရုပ်ရှင်လောကဂိမ်းလောကတွေမှာလူရှင်တော်ကိုပြီးလည်အဖြစ်အသုံးပြုပြီး trend ကြီးတစ်ခုအခိုင်မှာဖြစ်တည်လာခဲ့တာပါအကြောက်တရားကိုပုံဖော်တဲ့နေရာမှာပန်နီဝါယာအချိန်တိုင်းမှာအကောင်းဆုံးနဲ့အပြောင်မြောက်ဆုံးဖန်တီးမှုတစ်ခုအနေနဲ့အမြဲတမ်းရက်တည်နေမှာဖြစ်ပါတယ်ကဲအခုဆိုရင်ကျွန်တော်တို့ရဲ့ Penny White The Dancing Cloud နဲ့ပတ်သက်တဲ့အသေးစိတ် pocket လေးဟာအောင်မြင်စွာပြီးဆုံးတော့ပါပြီစက်ကြော်လာပြင်ပကနေရောက်လာပြီးလူရှင်တော်ပုံစံနဲ့6လှမ်းတတ်တဲ့ဒီဘလူးကြီးရဲ့သမိုင်းအကြောင်းဟာပရိသတ်တွေအတွက်ရင်ခုန်စိတ်လောက်ရှားစရာကောင်းလိမ့်မယ်လို့မျှော်လင့်ပါတယ်။ကြိုက်တဲ့ channel ရဲ့ပရိသတ်အနေနဲ့ရောနောက်ထပ်ဘယ်လိုဟော်ဒါဇက်ကောင်တွေဒါမှမဟုတ်အရင်လို Modern Combat ထက်ကဘယ်လိုပြီးလိမ့်တွေစက်ကောင်တွေအကြောင်းဆက်ပြီးနားဆင်ကြတယ်လဲဆိုရင် comment မှာဝင်ရောက်ရေးသားခဲ့ကြပါဦး။အပိုင်း၄ပိုင်းလုံးအဆုံးထိနားဆင်ပေးခဲ့တဲ့တယောက်ချင်းစိတ်တိုင်းကိုအထူးကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့အရကောက်ပါနောက်ထပ် pocket အသစ်မှာပြန်လည်ဆုံတွေ့ကြမယ်ဗျ။